ကဲတင်ကဘွဲလက်မှတ်တစ်ခုတော့ရပြီးသွားပြီဘာဆက်လို့အောင်မလဲမသိဘူးဖြစ်နေလားကဲလို့တင်ရပေါ့နော်လုပ်ငန်းကိုဝင်ဖို့စဉ်းစားထားတယ်ဒါပေမဲ့ဘယ်ကရီယာကိုရွေးရမလဲမသိဘူးဖြစ်နေရဆိုလို့ရှိရင်နော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားလိုက်နော်ဘာလို့လဲဆိုတော့တနာကဒီဗီဒီယိုလေးမှာကိုနဲ့ကိုက်ညီမဲ့ career ကိုရွေးချယ်တဲ့အခါမှာပေါ့နော်အသုံးဝင်စေမဲ့ tips လေး၅ချက်ကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့စလိုက်ကြရအောင်အဲ့နံပါတ်1အချက်အနေနဲ့ကကြတော့discover what you are good at ဆိုတဲ့အချက်လေးပေါ့နော်အဲ့တော့ဒါတနာဒီဗီဒီယိုကြည့်နေတဲ့ဒီလူငယ်တွေအနေနဲ့ပေါ့နော်တငယ်ချင်းတွေမိတ်ဆွေတွေအနေနဲ့ကိုကဘယ်နေရာမှာအားတာရလဲဘယ်နေရာမှာတော်တာလဲဆိုတာလေးကိုတော့ကိုသိဖို့တစ်ချက်လိုအပ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဥပမာပေါ့နော်ကိုကဒီ IT device ပေါ့နော် IT device တွေhardware software ဘိုင်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တယ်ပြီးတော့ Power Me လည်းပါတယ်ပေါ့နော်အဲ့လိုမျိုးဒီပစ္စည်းတွေဆိုရင်ကိုပြင်လိုက်ရင်ကောင်းပါတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလေးအဲ့လိုမျိုးလေးရှိရဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးနေရာတွေမှာကိုကကျွမ်းကျင်တယ်ဆိုလို့ရှိရင်ကြတော့ဒါ IT နဲ့ပတ်သက်တဲ့ပေါ့နော် career background ကိုကိုကရွေးလို့ရတယ်ကိုမှလည်းဒါ Power Me လည်းပါထားပြီးသားအခြေခံ knowledge လည်းနည်းနည်းပါရှိထားပြီးသားဆိုလို့ရှိရင်ဒါလိုအပ်တဲ့ပေါ့နော်သင်တန်းပေါ့နော်သင်တန်းတွေထပ်တက်ပြီးတော့မှဒီ career တွေကိုဒီဇိုင်းမမှတ်နဲ့ကိုကလုပ်သွားလို့ရတယ်ပေါ့နော်နံပါတ်2အချက်ကကြတော့ identify your personality traits ဖြစ်ပါတယ်အဲ့တော့တနာတို့ကပေါ့နော် career တစ်ခုကိုစပြီးတော့ရွေးပြီဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ personality traits ပေါ့နော်ကိုယ့်သွေးပေါ့နော်အဲ့ဒါကိုသိချလေးသိဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ဒါဥပမာကိုကပေါ့နော်ဒီ communication ကောင်းတဲ့လူလား flexible ဖြစ်တဲ့သူလားဒါမှမဟုတ်လို့ရှိရင်ဒီလူကြောက်တတ်တဲ့သူလားလူတွေနဲ့အဲ့လိုမျိုးအရင်လာရွံ့ကြီးတွေမဖြစ်တဲ့လူလားပေါ့နော်အဲ့လိုမျိုးအချက်လေးတွေကိုထပ်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်ဒါမှသာ career အရွေးမမှားတာမျိုးဖြစ်မှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဥပမာပြောရမယ်ဆိုလို့ရှိရင်လေထားပါတော့ကိုက marketing career တခုရွေးထားတယ်ပဲဆိုပါတော့ပေါ့နော်ဒီ marketing industry မှာအလုပ်လုပ်နေတယ်ဒါပေမဲ့ကိုယ့်ရဲ့ဒီ personality traits ကကြတော့လူကြောက်တတ်တယ်ပေါ့နော်လူကြောက်တတ်တယ်ရှက်တတ်တယ်ဒီဇိုင်းတွေနဲ့ပေါ့နော်တခြားဒီဇိုင်းတွေကိုကိုကစပြီးတော့စကားပြောရမှာမျိုးကြောက်တယ်အဲ့လိုမျိုး personality traits ရှိရဆိုလို့ရှိရင်ကြတော့ဒီ marketing career မှာအဆင်မပြေတာမျိုးဖြစ်နိုင်တယ်ဒါကိုယ့်ရဲ့ဒီ personality traits ကပဲကိုယ့်ရဲ့ဒီ career အတွက်ပေါ့နော်ဘာတိုင်းတစ်ခုလိုမျိုးဖြစ်တာမျိုးတွေရောက်တဲ့တော့ပေါ့နော်ဒီ career goals ကိုမရောက်တာမျိုးတွေဖြစ်တတ်တယ်ပြီးလို့ရှိရင်လမ်းတစ်ဝက်မှာပဲပေါ့နော်လက်လျှော့ပြီးတော့ဒီဟာကကိုနဲ့အဆင်မပြေဘူးမလုံနိုင်တော့ဘူးဆိုပြီးတော့ပေါ့နော်လက်လျှော့လိုက်တာ give up လုပ်လိုက်တာမျိုးတွေလည်းကြုံရတတ်ပါတယ်ဒါကြောင့်မို့လို့ပေါ့နော်ဒါကိုယ့်ရဲ့ personality traits ကိုသိချာသိမှသာကိုကပေါ့နော်ဒီ career တစ်ခုကိုရွေးလိုက်ပြီဆိုရင်ဒါအတွက်ကိုကကြိုပြီးတော့ preparation လုပ်နိုင်မှာပေါ့နော်ဟိုမှာထားပါတော့ကိုကဒီ marketing career ကိုသဘောကျတယ်လုပ်ချင်တယ်ဒါပေမဲ့ကိုယ့်ရဲ့ personality ကိုလည်းကိုသိချာသိဖို့လိုတယ်ပေါ့နော်ဥပမာကိုကလူကြောက်တတ်တယ်ဆိုရင်ဒီလူကြောက်တတ်တဲ့အကျင့်ကိုဘယ်လိုမျိုးပြင်မလဲဘယ်လိုမျိုး prepare လုပ်မလဲပေါ့နော်စတာတွေကိုပြင်ဆင်လို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ရင်ကြတော့ကိုကဒီဟာတို့ကို well prepare မဖြစ်တဲ့ခါကျရင်အဲ့လိုမျိုးမလိုအပ်ပဲနဲ့ give up လုပ်လိုက်တာမျိုးတွေလည်းကြုံရနိုင်တာဆိုတော့လေအဲ့တော့ကိုယ့်ရဲ့ personality traits လေးကိုလည်းနံပါတ်2အချက်အနေနဲ့ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်နံပါတ်3အချက်ကကြတော့ what you want out of your career ဖြစ်ပါတယ်အဲ့တော့ဒီပေါ့နော်တနာတို့က career တစ်ခုကိုရွေးချယ်ပြီဆိုလို့ရှိရင်ထည့်သွင်းစဉ်းစားရမယ့်အထဲမှာပေါ့နော်ကိုကဒီ career နေပြီးတော့ဘာကိုလိုချင်တာလဲဆိုတာကိုလည်းထည့်သွင်းစဉ်းစားဖို့အတွက်အရေးကြီးပါတယ်အဲ့တော့ဥပမာပေါ့နော်ကိုကဒီလစာများများရတာကိုလိုချင်တာလားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ကိုကဒီယာဒူးတွေခုံတွေကိုလိုချင်တဲ့လူမျိုးလားဒါမှမဟုတ်ကိုကဒီလစာလည်းအများကြီးမလိုချင်ဘူးယာဒူးတွေပါလည်းမလိုချင်ဘူးပေါ့နော်အဓိကကိုဝါသနာပါတဲ့ကိုတကယ်စိတ်ပါဝင်စားတဲ့အလုပ်ကိုပဲလုပ်ချင်တာမျိုးလားပေါ့နော်ဆိုတဲ့အချက်လေးတွေကိုထည့်သွင်းပြီးတော့မှစဉ်းစားဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်ဥပမာထားပါတော့ကိုကဒီလစာများများလိုချင်တယ်ရတဲ့ယာဒူးတွေပါမလိုချင်ဘူးဝင်ငွေပဲ income တစ်ခုပေါ့နော်income ကောင်းတဲ့အလုပ်တစ်ခုလိုချင်တယ်ဆိုရင်ဒါကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တာဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ် corporate life ကိုဝင်ပြီဆိုလို့ရှိရင်လည်းဒီပုံမှန်ရုံမိုင်းမဟုတ်ဘဲနဲ့ပေါ့နော်ဒီလစာများများရနိုင်တဲ့ incentives တွေ bonus တွေရနိုင်တဲ့ဒီ sales ဘိုင်းပေါ့နော်အယောင်ပိုင်းနဲ့ပတ်သက်တာမျိုးတွေအဲ့လိုမျိုး position လေးတွေကိုကိုကဦးစားပေးပြီးတော့ရွေးချယ်သင့်တယ်ပေါ့နော်အဲ့လိုမျိုးဒီ career ကိုရွေးချယ်သင့်တယ်ပေါ့နော်
ဘက်လေးအချက်ကကြတော့ talk to industry expert ဖြစ်ပါတယ်အဲ့တော့ဒါကိုရေးထားတဲ့ career ပေါ့နော်ကိုက career တခုကိုသတ်မှတ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီ career နဲ့ပဲမှာပေါ့နော်လက်ရှိအလုပ်လုပ်နေတဲ့ senior အကိုတွေအမတွေကိုသွားပြီးတော့စကားပြောတာမျိုးပေါ့နော်သူတို့သွားစကားပြောပြီးတော့မှဒီ career ကဘာတွေလုပ်ရတာလဲအသေးစိတ်ပေါ့နော်သူတို့မေးမြန်းလို့ရတယ်လုပ်ငန်းခွင်ထဲမှာဘယ်လိုမျိုးလေးကြောင်းရတက်လဲဘယ်လိုမျိုးအလုပ်တွေကိုအဓိကထားပြီးတော့လုပ်ရတာလဲပေါ့နော်အဲ့လိုမျိုးလေးသွားပြီးတော့မှမင်းနဲ့ကိုကဒီ career ကိုတကယ်လုပ်တဲ့မလုပ်တဲ့ဆိုတာလေးကိုပေါ့နော်စဉ်းစားလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဥပမာဒီ fresh graduate တွေပေါ့နော်ဒါအကြောင်းမိကားစားသူတွေဆိုရင်လုပ်ငန်းတွေ့ကြုံမရှိသေးဘူးအဲ့အတွက်ကြောင့်မို့လို့သူတို့ကထားပါတော့ဥပမာ HR ဆိုလို့ရှိရင် HR ဘာလုပ်ရလဲဆိုတာကိုအသေးစိတ် detail မသိနိုင်ဘူးပေါ့နော်ဒါစာထဲမှာစာတွေ့တင်ရတယ်ဆိုပေမဲ့လေတကယ်လက်တွေ့မှာဒီ HR ဘယ်လိုမျိုးတွေလုပ်ရလဲဆိုတာကိုသိချာမသိကြဘူးပေါ့နော်โอเคတနာတို့သင်တန်းနေတက်တယ်ကျောင်းတက်တယ်သင်တန်းတက်တယ်အဲ့မှာဆိုလို့ရှိရင်ဒါဥမာဒီ HR ပဲနမူနာပြောရမယ်ဆိုလို့ရှိရင် HR ဆိုတာလာစာပေးရပေါ့နော်ပြီးတော့ဝန်ထမ်းတွေခန့်တယ်ပေါ့အဲ့လောက်ပဲသိရတကယ်ဒီ HR မှာ function တွေအများကြီးရှိတယ်ဘာတွေလုပ်ရတာလဲလုပ်ငန်းခွင်တွေမှာဘယ်လိုမျိုးအခြေအနေလေးရှိရဲဘယ်လိုနေထားမျိုးလေးရှိလဲဆိုတာကိုကြတော့တနာတို့ကတခြားမသိနိုင်ဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဒီနယ်ပယ်မှာအလုပ်လုပ်နေပြီးသားsenior အကူတွေအမတွေနဲ့သွားပြီးတော့စကားပြောရင်းနဲ့ပေါ့နော်ဒီ career တကယ်လက်တွေ့မှာဘာတွေလုပ်ရလဲဆိုတာလေးတွေကိုဘက်ကနေပြီးတော့မှဒါ inquiry လေးလုပ်လို့ရတယ်ပေါ့နော်ဒါတနာတော်ကဆိုလို့ရှိရင်အဲ့လိုပဲတနာကျတော့ HR ကိုဝါသနာပါတယ်ဝါသနာပါတယ်ဆိုတာဒါစာတွေ့အရာပေါ့နော်တကယ်လက်တွေ့လုပ်ငန်းခွင်တွေမှာဘယ်လိုမျိုးလဲဆိုတာတနာတခြားမသိဘူးအဲ့တော့ဒီကျောင်းမှာစာသင်ရတယ်အဲ့တော့ HR တော့ subject တစ်ခုအနေနဲ့တနာသင်ခဲ့ရတယ်ပေါ့နော်အဲ့လိုဆိုတော့ဒီ subject ကိုဝါသနာပါတယ်။ကျောင်းပြီးတဲ့အချိန်မှာဒီလက်ကိုလုပ်ချင်တယ်ပေါ့နော်။ဒါမဲ့ဒါတနာရဲ့ဒီပတ်ဝန်းကျင်မှာကျတော့ HR လုပ်နေတဲ့လူကမရှိဘူးပေါ့နော်။ဒီကိုယ့်ရဲ့အမျိုးတွေမှာမိသားစုတွေမှာဆိုလဲ company ဝန်ထမ်းတွေဘာတွေမရှိဘူး။အဲ့လိုမျိုးဆိုတော့ကိုကokay အဲ့တော့ HR တကယ်ဘာတွေလုပ်ရလဲဘာတွေလိုအပ်လဲအဲ့လိုမျိုးသိချင်တဲ့အခါကျတော့ဒါတနာကိုယ်တိုင်လဲတနာအထက်ကပေါ့နော်တနာတို့ကျောင်းက senior အမတယောက်ကိုသွားပြီးတော့စကားပြောခဲ့တယ်ပေါ့နော်။စပြီးတော့သူဒီ messenger ကနေပဲစပို့ပြီးတော့ပေါ့နော်ညီမတို့ဒီ HR ကိုcareer အနေနဲ့ရွေးထားတယ်အဲ့တော့ HR တကယ်ဟိုလက်တွေ့လုပ်ငန်းခွင်တွေမှာဘယ်လိုမျိုးလေးရှိလဲဒီ career ဝင်မှုဆိုရင်တနာဘက်ကဘာတွေ prepare လုပ်ထားဖို့လိုတယ်ပေါ့နော်ဘယ်လိုမျိုးသင်တန်းလေးထပ်ပြီးတော့တက်ဖို့လိုအပ်လဲဆိုတာမျိုးလေးသွားပြီးတော့မေးခဲ့တယ်ပေါ့နော်အဲအကြောင်းမို့လို့ number 4 tips အနေနဲ့ပေါ့နော်တနာအကြံပေးချင်တာတော့ကိုက career တစ်ခုကိုရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဒီ career တွေမှာလုပ်နေတဲ့ senior အကိုတွေအမတွေကိုပေါ့နော်စပြီးတော့ကိုယ့်ဘက်ကနေစကားသွားပြောပြီးတော့မှမြင်မြန်လို့ရပါတယ်အဲ့လိုမျိုးလေးလုပ်စေချင်တယ်ပေါ့နော်နံပါတ်5ချက်ကကြတော့ဒါတော့နောက်ဆုံးအချက်ပေါ့နော်အဲ့တော့တနာတို့က career တစ်ခုကိုရွေးပြီးသွားပြီဆိုလို့ရှိရင်ပေါ့နော်research the job market လုပ်ဖို့လိုအပ်ပါတယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်တနာတို့က career တစ်ခုကိုရွေးလိုက်ပြီဆိုရင်ကိုရွေးလိုက်တဲ့ career ပေါ့နော်တကယ်ပဲ market ထဲမှာဘယ်လိုမျိုးအနေအထားလေးရှိလဲဆိုတာကိုကကြိုပြီးတော့လေ့လာဖို့လိုအပ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါတနာရှင်းမှာပြောခဲ့တဲ့နံပါတ်3အချက်ပေါ့နော်နံပါတ်3ချက်နဲ့နည်းနည်းလေးသွားပြီးတော့ link ပြန်ဖြစ်တယ်အဲ့တော့တနာတို့ကရှင်းမှာကိုကဘာလိုချင်တာလဲဆိုတာသတ်မှတ်ထားခဲ့တယ်ပေါ့နော်ဒီ career ကနေပြီးတော့လာစာများရတာလိုချင်တာလားရာတွင်းနဲ့ကောင်လိုချင်တာလားပေါ့နော်အဲ့လိုမျိုးသတ်မှတ်ထားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုက career တစ်ခုကိုရွေးလိုက်ပြီဆိုရင်ဥပမာထားပါတော့ကိုကလာစာများရတဲ့အလုပ်ကိုလိုချင်တယ်အဲ့လိုဆိုလို့ရှိရင်ဒါကိုရွေးလိုက်တဲ့ career တကယ်ပဲလာစာများရနိုင်ရလားပေါ့နော်အဲ့လေးတွေကိုထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်အဲ့တော့အခုဒီဘေ career ကိုရွေးရမလားမသိသေးတဲ့သူတွေနဲ့career ရွေးရမှာသွားလို့ပေါ့နော် career ပြန်ချင်းချင်တဲ့သူတွေကဒါတနာရဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ပေါ့နော်ကိုယ်နဲ့ကိုက်ညီမဲ့ career တစ်ခုကိုရွေးချယ်နိုင်လိမ့်မယ်လို့တနာမျှော်နေပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်အားလုံးပဲတတာ Your bestie forever with you